Hello အားလုံးမင်္ဂလာပါနော်ကျွန်တော်စနေနေ့က Facebook မှာဗီဒီယိုတင်ပေးထားရနော်စနေနေ့ကဗီဒီယိုလာပုံလာမလို့ကျွန်တော်တင်ပေးထားလိုက်တယ်အဲ့နေ့ပလန်တိုင်းပဲသူတွားနေပါတယ်ဒီပလန်တိုင်းပဲကျွန်တော်ပြခဲ့တယ်နော်အဲ့နေ့ကပုံနေလဲမှာရှိပါတယ်ကျွန်တော်တင်ထားတာလေ Facebook မှာလေ YouTube မှာတော့ကျွန်တော်မတင်မိဘူးထင်တယ်ဆိုတော့ဒီတိုင်းပဲကျွန်တော်ပြောခဲ့တယ်တွားမယ်လို့3800လောက်ကိုတွားဖို့ရှိတယ်လို့ဒီကောင်လေးကိုဖောက်ရင်တွားဖို့ရှိတယ်လို့ကျွန်တော်ပြောခဲ့တယ်နော် YouTube မှာတော့ပြောခဲ့ပါတယ်တဲ့ဒီကောင်လေးကိုဖောက်ရင်တွားမယ်လို့အတက်ဘက်ကိုတွားမယ်လို့ပြောခဲ့ပါတယ်နော်အခုလဲသူတွားနေပါတယ်နော်ဆိုတော့ breakout အနေနဲ့ကြည့်ရင်လည်းဒါ84မှာတော့တော်တော်လေးဖောက်သွားပြီမအားကောင်းတယ်နော်84မှာအားကောင်းတယ်ကိုကနိုင်ငံရေးစစ်ရေးအခြေအနေကလည်းနည်းနည်းရှုပ်နိုင်ငံတော်တော်များများကလည်းဆန္ဒပြပွဲတွေဖြစ်နေအမေရိကန်နဲ့စစ်ရေးပြင်ဖို့လုပ်နေတဲ့နိုင်ငံတွေလည်းရှိနေဆိုတော့အဲ့လိုသတင်းစိုးတွေကဖြည့်ကိုတက်စေတယ်နော်ပြီးရင်18ရက်နေ့ညတနာရီခွဲမှာ18ရက်နေ့ညတနာရီခွဲ18ရက်နေ့မနက်စာပေါ့နော်မနက်စာပိုင်းကြာပါဘူးတနာရီခွဲမှာအဲ့ဒီမှာ FOMC သတင်းတွေ FED အသုံးလုံးရှော့ချမလားဒီဇိုင်းထားမလားဆိုတဲ့သတင်းတွေရှိနေတယ်ဒီသတင်းတွေကပို့ပြီးတော့ရွှေတို့ခရစ်စတိုစတော့အားလုံးကိုအတက်ကြကျန်းစီပါတယ်ဗျာသုံးလုံးရှော့ချလို့ရှိရင်တော့ရွှေဈေးရလည်းတက်စီမှာဖြစ်တယ်ရွှေဈေးကိုကျွန်တော်မြင်တဲ့အမြင်ကဒီလိုပေါ့နော်မဖောက်တက်သွားတယ်ဒီကဟာကိုဖောက်တက်သွားတယ်ကျုပ်တက်သွားပြီတော့နည်းနည်းလေးအမှပြန်လာပြီးတော့ပိုးပြန်လာရင်နည်းနည်းပြန်တက်သွားတယ်မှာအဲ့ဖော်မအားကောင်းတယ်အဲ့လိုနဲ့လူဖြည်းဖြည်းချင်းနေတက်မလား3800ကိုတက်မလားဒါမှမဟုတ်ရင်3800မြင်3900ဝန်းကျင်မှာနည်းနည်းလေးဝင်လာပြီးမှပြန်သွားမလားဆိုတာစောင့်ကြည့်ရအောင်နော်ရောက်တော့ရောက်မှာပေါ့ရောက်တော့ရောက်မယ်ဒါရာကြီးရောက်ဖို့ကတော့100ပဲလိုတော့တယ်ဒါရာကြီးရောက်ဖို့ဆိုရင်100ပဲလိုတော့တယ်နော်ရောက်ဖို့တော့ဖြစ်နိုင်ချေအများကြီးရှိတယ်ဟုတ်တောင်မှမှာ3695 900နောက်ရောက်နေပြီဒီမှာလည်းဖောက်တက်ထားတာဖြစ်တဲ့အတွက်တွေ့လားဖောက်တက်ပြီးတိတ်ပြီးတော့မတက်ရသေးဘူး20 15 20တောင်မတက်ရသေးဘူးတက်ဖို့အများကြီးလာရှိတယ်ဘာဖြစ်လို့လဲဒီမှာ3500 3600 900နော်200တက်ထားပြီ300ကျော်300လောက်တော့တက်မယ်လို့ကျွန်တော်ကပ်မှန်းထားတယ်ဟုတ်3500အရင်ဟိုင်ဟောင်းဖောက်တက်ပြီလို့ရှိရင်ပြောလေနော်ဆိုတော့3800ဝန်းကျင်ကို3800အထက်အောက်ကိုရောက်သွားပြီဆိုရင်တူဒီရွှေဒီပေါ့နော်ပြန်ပြီးတော့ပြန်လာလိုက်ဦးမယ်အဲ့လိုလာပြီးမှတစ်ခေါက်ပြန်ပြီးတော့ဒီလိုလုပ်ပြီးတော့မှပြန်တစ်ခါ
3800ထက်ကိုပြန်သွားဖို့တို့ခြေလန်းစလိမ့်မယ်လို့မြင်တယ်ဒီလိုလေးမြင်တယ်ဒီဇုံလေးကိုလေ3800လောက်ရောက်ပြီးရင်တော့ပြန်ပြီးလှည့်ဖို့ရှိတယ်ဒီမှာကြည့်ရင်လေအတိုင်းပဲမြင်နေအမြဲတခါလဲ4000ထောင်တခါလဲရောက်မလို့ဒါပြန်ဆင်းလာရင်ဒီဇုံကြီးဟာခိုင်တဲ့ဇုံတစ်ခုဖြစ်သွားပြီလက်ကြီးဓမားတွေဝယ်လို့ကောင်းမဲ့နေရာတွေရောက်သွားပြီဒီဇုံကြီးတွေဟာတကယ်လို့အခု3600ခု3600 84ကိုဖောက်တက်သွားမယ်အခုဖောက်တက်ပြီးတော့3800ကိုတွားမယ်တွားပြီးရင်ဒီလိုပြန်ဆင်းမယ်ဒီဇုံလေးကိုပြန်ဆင်းပြီးဒီလိုလေး site way တွေလုံးမယ်လှည့်စားဒီအတိုင်းပဲเนาะရွှေမာကကတော့ထွတ်တဓမ္မကြီးတိပါတယ်စားလို့တက်လို့ဝပြီဆိုမှတစ်ခါပြန်ဒါမို့လေးပေါ့နော်တွားထက်4000ပဲကိုချစ်ဦးလက်မယ်အခုဒီလာတဲ့ကို3800လောက်ရောက်မလားအဲ့လိုရောက်ပြီးမှသူကပြန်ဆင်းပြန်ပြီးတော့လှည့်မယ်ပေါ့တခါတည်း4000ထိရောက်ဖို့တော့ရောက်နိုင်ကြီးရတော့ရှိတယ်နိုင်ငံရေးတွေရလည်းမကောင်းတော့လေအခုမှနေပေါ်ပြင်တက်ပြီးတိန်ပြီးရင်မှဗာလဲတူရကီလာဆန္ဒပြဖို့လုပ်နေကြဆိုလားအဲ့လိုနိုင်ငံရေးရှင်တွေတွေတော်တော်လေးအခုဒီလာထဲမှာတော်တော်လေးသတင်းစိုးတွေထွက်တယ်တော်တော်လေးရှင်နေမကောင်းဘူးဒါကြောင့်3800ကိုလည်းကြော်ရင်လည်းကြော်တွားနိုင်တယ်ကျွန်တော်တော့3800ဝန်းကျင်ကိုမှန်းထားတယ်ဒီမှာလည်းအကောင်းနေတယ်โอเคဒါလေးပါပဲเนาะမြင်ပါတယ်เนาะအဲ့လိုမြင်ပါတယ်เนาะဝယ်ဓမားတွေကလည်းဝယ်ရွှေအတုံးအပြင်မှာဝယ်တဲ့လူတွေအနေနဲ့3800နာနီးတွားလို့ကိုကအမြင်ဈေးကိုကြောက်တယ်မဝယ်ရင်ဘူးဆိုရင်ပိုက်ဘောမိမှာကြောက်တယ်ဆိုရင်အဝါရွှေဈေး3800လောက်ကနေပြီးတော့3600တဲကိုပြန်ရောက်လာရင်စပြီးတော့ဝယ်စုပါပြန်တက်ဖို့ရှိပါသေးတယ်ဟုတ်ပြီနော်အခု
အခုအမြင်စည်းမှာမွေးရှင်တော့တက်ဖို့ရှိသေးတယ်ဟုတ်ပြီနော်အားလုံးကျေးဇူးတင်ပါတယ်အားလုံးတွေ့တာဓမ္မတွေလည်းမြင့်ကြပါစေလာတော့လာရနော်တော့မယ်โอเคဘယ်နေ့ရောက်မလဲဒီနေ့ညနေလဲသတင်းရှိရနော်အမေရိကန်နိုင်ငံရဲ့အယောင်းဝယ်သတင်းတွေ9နာရီခွဲမလားသတင်းရှိတယ်ယူဆိုင်ပြီးထွက်ကြပါအားလုံးကျေးဇူးတင်ပါ